ကောင်းကင်ဘုံ၏အဆုံးအစမဲ့သောတိမ်တိုက်များကြဝဲကျင့်ကြံခြင်းလောက၏အထွတ်ထိပ်သို့ရောက်ရှိရန်စ조사နေကြသောပါရမီရှင်များစွာရှိကြတော်လဲလီဝေဆိုသောလူငယ်လေးမှမူထိုသူများထဲမှတဦးမဟုတ်ခဲ့ပေသူသည်ကျင့်ကြံခြင်းကောင်းတစ်ခု၏အနေဆုံးအဆင့်တန်းတွင်ရှိနေပြီးနေ့စဉ်အမိုက်လဲခြင်းနှင့်ဟင်းချက်ခြင်းတို့ဖြင့်သာအချိန်ကုန်လွန်နေရသူဖြစ်သည်တနေ့တွင်ကောင်းကင်ယံမှထူးဆန်းသောအလင်းတန်းတစ်ခုကျဆင်းလာပြီးလီဝေ၏ဦးခေါင်းကိုတဲတဲမတ်မတ်ထိမှန်သွားခဲ့သည်လီဝေမှာနာကျင်လုံးသဖြင့်မြေပြင်ပေါ်တွင်လူလိမ့်နေစဉ်သူ၏စိတ်ထဲ၌ထူးဆန်းသောအတန်တစ်ခုပဲ့တင်ထက်လာသည်ထိုအတန်မှာအလွန်ပင်မလေးမစားနိုင်လာသည့်အပြင်နားထောင်ရသည်မှာလည်းအလွန်ပင်စိတ်တူစရာကောင်းလာသည်အုတ်ခဲတစ်လုံးဖြင့်နတ်ဖျားလောကကိုတိမ့်ပိုက်ခြင်းစနစ်ဟုအမည်ရသောထိုစနစ်သည်လီဝေ၏ဦးနောက်ထဲသို့အတင်းတမဝင်ရောက်နေရယူလိုက်ပြီးပထမဦးဆုံးသောစကားမှာပင်လီဝေကိုတေကျင်စိတ်ပေါက်သွားစေခဲ့သည်မင်းရဲ့ပါရမီကတကယ်ကိုကြောက်စရာကောင်းလောက်အောင်ညံပြင်းလွန်းတဲ့ငါသာမင်းနေရာမှာဆိုရင်ကိုမြေမြုပ်ပစ်လိုက်တာကြပြီဟုထိုစနစ်ကခနဲ့တဲ့ပြောဆိုလိုက်ခြင်းဖြစ်သည်လီဝေမှာအလွန်ပင်ဒေါသထွက်သွားတော်လဲသူ၏လက်ထဲတွင်အလိုလျောက်ရောက်ရှိလာသောအရာတစ်ခုကြောင့်စွန့်သွားခဲ့ရသည်မင်းမှာတခြားမဟုတ်ပဲအိမ်ဆောက်ရာတွင်အသုံးပြုသောတာမန်အုတ်နီခဲတစ်လုံးသာဖြစ်နေသောကြောင့်ပင်ဤအုတ်ခဲသည်နတ်ဖျားလက်နက်ဖြစ်သည်ဟုစနစ်ကအခိုင်အမာပြောကြားခဲ့တော်လဲလီဝေ၏အမြင်တွင်မူမင်းမှာလမ်းဘေးမှကောက်ရသောအရာနှင့်မခြားနာပေစနစ်ကပထမဦးဆုံးတာဝန်ဖြစ်ခေါင်းတွင်းရှိအလွန်မင်းမောက်မာလာသောလူငယ်သခင်လေး၏ဦးခေါင်းကိုထိုအုတ်ခဲဖြင့်တွားရောက်ပုတ်ရန်ခိုင်းစေခဲ့သည်ထိုတာဝန်ကိုမဆောင်ရွက်ပါကလီဝေ၏ဝတ်လုံများအလိုလျောက်ပျောက်ကွယ်သွားမည်ဟုချင်းချောက်လိုက်သောကြောင့်လီဝေမှာမတက်တာပဲလူငယ်သခင်လေးနောက်သို့တိတ်တဆိတ်လိုက်သွားခဲ့ရသည်လူငယ်သခင်လေးမှာလှပသောမိန်းကလေးများကြားတွင်ကုန်ယူဝင့်ကြွားစွာစကားပြောနေစဉ်လီဝေသည်အုတ်ခဲကိုကြစ်ကြစ်ပါအောင်စုပ်ကင်လျက်သူ၏နောက်သို့ချင်းကပ်သွားသည်လီဝေ၏စိတ်ထဲတွင်ကြောက်စိတ်များပြည့်နှက်နေတော်လဲစနစ်ကမင်းသာအခုမလုပ်ရင်မင်းရဲ့အတွင်းခံတောင်ကြမ်းမမဟုတ်ဘူးဟုထပ်မံသတိပေးလိုက်သောအခါလီဝေသည်မျက်စိမိတ်လျက်အုတ်ခဲကိုဝှေ့ရမ်းလိုက်တော့သည်အတန်တန်နှင့်အတူလူငယ်သခင်လေးမှာမြေပြင်ပေါ်သို့မောက်ရက်လဲကျသွားပြီးသူ၏ဦးခေါင်းတွင်အုတ်ခဲပုံစံအဖူကြီးတစ်ခုထွက်ပေါ်လာခဲ့သည်ထိုဖြစ်အပျက်ကိုမြင်တွေ့လိုက်ရသောဘေးပတ်ဝန်းကျင်မှလူများမှမင့်တက်သွားကြသည်သူတို့သည်လီဝေကမိတို့သောရှို့ဝက်တိုင်းဘွက်ကိုအသုံးပြုလိုက်သည်ဟုအန်ရတက်ကြီးဆွေးနွေးကြတော့သည်စနစ်၏အစွမ်းကြောင့်လီဝေလက်ထဲမှအုတ်ခဲမှတာမန်မျက်စိဖြင့်ကြည့်လျင်မမြင်နိုင်သောအလင်းထဲများထွက်ပေါ်နေတတ်ကဲ့သို့ဖြစ်နေခဲ့သည်ကောင်းသားများကြားတွင်လီဝေသည်ရိုးရှင်းသောအရာဝတ္ထုကိုအသုံးပြုရန်အစွမ်းထက်သောသူများကိုနှိမ်နင်းနိုင်သည့်ဝက်ဖဲရှင်တဦးဖြစ်ကောလာဟလများပြန့်နှံ့သွားခဲ့သည်သို့သောလီဝေမှမူထိုကောလာဟလများကိုမတိဘဲစနစ်ကပေးအပ်သောနောက်ထပ်ထူးဆန်းသည့်တာဝန်များကိုထမ်းဆောင်နေရသည့်စနစ်သည်လီဝေကိုအုတ်ခဲကိုခေါင်းအဖြစ်အသုံးပြုရန်ခေါင်းချုပ်ကြီး၏တကားဝတွင်အိတ်ဆက်ရန်ခိုင်းစေပြန်သည်ခေါင်းချုပ်ကြီးထွက်လာသောအခါလီဝေကအုတ်ခဲကိုခေါင်းလျက်နှစ်ချိုက်စွာအိပ်ပျော်နေသည်ကိုမြင်တွေ့ပြီးလွန်စွာအံ့အားသင့်သွားခဲ့သည်ဤလူငယ်သည်မြေကြီး၏အနှစ်သာရကိုအုတ်ခဲမှတဆင့်ဆုပ်ယူနေခြင်းဖြစ်ရမည်ဟုခေါင်းချုပ်ကြီးကကိုယ့်ဘာသာကောက်ချက်ချလိုက်ပြီးလီဝေကိုပါရမီရှင်တဦးဖြစ်သတ်မှတ်လိုက်တော့သည်လီဝေမာမူအုတ်ခဲကအလွန်မာကြောလုံးသဖြင့်လေပင်များနာကျင်နေတော်လဲစနစ်၏ချီးမွမ်းမှုသို့မဟုတ်ထက်မှန်ရေးကဲရဲမှုကိုသာခံယူနေရသည်မင်းရဲ့အိပ်ပုံကဝက်တကောင်နဲ့တောင်တူနေပြီးဒါပေမဲ့မင်းရဲ့အရေးထူးမှုကတော့ငါ့ကိုအထင်ကြီးစေတယ်ဟုစနစ်ကလောင်ပြောင်စွာပြောဆိုခဲ့သည်နောက်ပိုင်းတွင်တာဝန်များမှာပုံမိုရေးရှက်စရာကောင်းလာခဲ့သည်တခါတွင်လီဝေသည်ကောင်း၏အလှဆုံးသောအမျိုးသမီးကျင့်ကြံသူ၏အခန်းထဲသို့ခိုးဝင်ကသူမ၏ဆက်ပြတုံးကိုအုတ်ခဲဖြင့်လဲလှယ်ရန်တာဝန်ပေးခြင်းခံရသည့်လီဝေမှာမိမိကိုသူခိုးတဦးကဲ့သို့ခံစားနေရတော့လဲစနစ်ကဤဒီမှာဝိညာဉ်ရေးရာလေ့ကျင့်ခန်းဖြစ်သည်ဟုအတင်းတမယုံကြည်ခိုင်းခဲ့သည်လီဝေကထိုမျိုးသမီးအခန်းထဲသို့ရောက်သွားသောအခါသူမမှာရေချိုးနေစေဖြစ်ပြီးလီဝေမှာအုတ်ခဲကိုချထားကဆက်ပြကိုယူဆောင်စဉ်မှာပင်အမျိုးသမီးကထွက်လာခဲ့သည်သူမသည်လီဝေကိုမြင်သောအခါအော်ဟစ်တော်မိဆဲတွင်လီဝေ၏လက်ထဲရှိအုတ်ခဲမှထွက်ပေါ်လာသောထူးဆန်းသောရနမ်းကြောင့်သူမမှာမိန်မောသွားခဲ့သည်သူမသည်ထိုအုတ်ခဲကိုနတ်ဖျားများပေးသနာသောယတနာဟုထင်မှတ်သွားပြီးလီဝေကိုသူမအားကောင်းချဤပေးရန်ရောက်ရှိလာသောအထူးကိုယ်စားလှယ်တဦးဟုသတ်မှတ်လိုက်ပြန်သည်ဤကဲ့သို့သောလွဲမှားမှုများမှာတဆင့်မြင့်တက်လာကလီဝေ၏အမိမှာတလောကလုံးတွင်ကြော်ကြားလာခဲ့သည်သူသည်မိသည့်ဓာမိသည့်လံကိုမျှအသုံးမပြုဘဲတာမန်အုတ်ခဲတစ်လုံးထဲဖြင့်သာရန်သူများကိုရင်ဆိုင်တတ်သူဖြစ်လူသိများလာသည်တခါကအခြားကောင်းမှပါရမီရှင်တဦးကလီဝေကိုစိန်ခေါ်ခဲ့သည်ထိုပါရမီရှင်တွင်တောက်ပသောနတ်ဖျားသားတစ်လက်ရှိတော်လဲလီဝေကအိတ်ထဲမှအစင်းရများစွာထင်နေသောအုတ်ခဲကိုထုတ်လိုက်သောအခါတစ်ဖက်လူမှာတုံးလုသွားခဲ့သည်ဤအုတ်ခဲသည်နှစ်ပေါင်းများစွာအတွင်းများစွာအာသောသူရဲကောင်းများကိုနှိမ်နင်းခဲ့သည့်တွေးဆွသောလက်နက်ဖြစ်ရမည်ဟုသူကတွေးတော်မိသွားသည်တိုက်ပွဲဆက်တင်သောအခါလီဝေသည်စနစ်၏ညွှန်ကြားချက်အတိုင်းအုတ်ခဲကိုအပေါ်သို့ပစ်တင်လိုက်သည်အုတ်ခဲမှလေထဲတွင်ဝဲပြန့်နေပြီးတစ်ဖက်လူ၏ဓာချက်များကိုအလိုလျောက်ကာကွယ်ပေးုံသာမကထိုသူ၏ခြေထောက်ပေါ်သို့တဲတဲမတ်မတ်ကျဆင်းသွားခဲ့သည်နာကျင်လုံးသဖြင့်အော်ဟစ်နေသောပါရမီရှင်ကိုကြည့်ရင်ပွဲကြီးပရိသတ်များကလီဝေ၏ချို့ဝှက်စွမ်းအားကိုချီးကျူးမဆုံးဖြစ်နေကြတော့သည်စနစ်ကမူလီဝေ၏နားထဲတွင်မင်းကကံကောင်းလို့သာအသက်ရှင်နေတာဒီအုတ်ခဲကမင်းထက်အများကြီးပိုပြီးတော်တယ်ဟုမရက်မနာပြောနေခဲ့သည်လီဝေသည်အုတ်ခဲကိုအမြဲတမ်းပုတ်တိုက်နေရပြီးမင်းမှာတဖြည်းဖြည်းနှင့်ပုံမိုရေးတောက်ပလာခဲ့သည်သို့တော်မင်း၏ပုံတန်ထံမှာအုတ်ခဲဖြစ်နေစေပင်ကောင်း၏အကြီးအကဲများကလီဝေကိုသူတို့၏ရှို့ဝှက်ခန်းမသို့ဖိတ်ခေါ်ကအုတ်ခဲ၏ရှို့ဝှက်ချက်ကိုမေးမြန်းကြသောအခါလီဝေကဘာပြောရမှန်းမသိဘဲဤဒီမှာရိုးရှင်းမှု၏အထွတ်ထိပ်ဖြစ်သည်ဟုသာလျှောက်လဲလိုက်သည်ထိုစကားကိုကြားသောအခါအကြီးအကဲမီအာမမျက်ရည်ကျလို့မတက်ကြီးညိုသွားကြပြီးလီဝေသည်သဘောတရားများကိုအလွန်နဲ့စွာနားလည်သူဖြစ်သည်ဟုယုံကြည်သွားကြပြန်သည်
လီဝေမာမူစိတ်ထဲတွင်ငါကတော့တကယ်ကိုဒုက္ခရောက်နေတာပါဟုသာညည်းတွားနေခဲ့သည်အံ့ရစရာကောင်းသည်မှာအုတ်ခဲသည်လေထဲတွင်ကြီးမားလာပြီးတောင်ကုန်းတစ်ခုခန့်အရွယ်အစားဖြစ်သွားခဲ့သည်မင်းသည်နတ်ဖျား၏ခေါင်းပေါ်သို့တဲ့ကျဆင်းသွားပြီးနတ်ဖျားကိုမြေကြီးထဲသို့နှိမ့်ဝင်သွားစေခဲ့သည်နတ်ဖျားမှာမိမြပင်ရုန်းကန်တော်လဲအုတ်ခဲ၏ဖိအားအောက်မှမထွက်နိုင်ပဲဖြစ်နေခဲ့သည်အမှန်စင်စစ်ထိုအုတ်ခဲသည်စကြဝဠာ၏အလေးချိန်ကိုထိန်းညှိပေးသောအမှုတွေဖြစ်နေသောကြောင့်ပင်လောကသားအလုံးမှာလီဝေကိုဒူးထောက်အလေးပြုကြပြီးသူ့ကိုအုတ်ခဲနတ်ဖျားအဖြစ်တင်မြှောက်လိုက်ကြသည်လီဝေမှာထိုအခြေအနေကိုကြားအရင်အလွန်ပင်အံ့အားသင့်နေစဉ်စနစ်ကနောက်ဆုံးအနေဖြင့်စကားတခွန်းပြောခဲ့သည်မင်းကတော့တကယ်ကိုကံကောင်းဆုံးလူပဲကဲအခုတော့နောက်ထပ်တာဝန်တစ်ခုရှိသေးတယ်အဲ့ဒီနတ်ဖျားကိုအုတ်ခဲနဲ့ထပ်ပြီးပုတ်ပြီးသူ့ရဲ့ဝတ်လုံကိုချုပ်ခိုင်းလိုက်ဦးဟုဆိုလာတော့ခါလီဝေမှာစနစ်ကိုမိတို့ပြန်ပြောရမှန်းမသိပဲကြောင်အံ့ဖြင့်သာရက်နေခဲ့ရတော့သည်နတ်ဖျားလောကတစ်ခုလုံးသည်ထိုနေ့မှဆက်လက်အုတ်ခဲတစ်လုံး၏အရှိန်ဝါအောက်သို့ရောက်ရှိသွားခဲ့ရသည်လီဝေသည်သူ၏ဂုဏ်သိက္ခာနှင့်အုတ်ခဲ၏စွမ်းအားကြတွင်ပြားများနေရတော့လဲသူ၏ဘဝမှာမူယခင်ကထက်များစွာပိုမို၍ထူးဆန်းပြီးရေမောစရာကောင်းသောအခြေအနေသို့ရောက်ရှိသွားခဲ့သည်သူသည်နတ်ဖျားပလလင်ပေါ်တွင်ထိုင်နေတော်လဲသူ၏လက်ထဲ၌အမြဲတမ်းရှိနေသည်မှာတောက်ပတ်တော်ဒါမဟုတ်ပဲဟောင်းနှံဆုပ်ပြက်နေသောအုတ်နီခဲတစ်လုံးသာဖြစ်နေခဲ့သည်စနစ်၏ဆောင်းမြောင်းပြောဆိုမှုများမှလည်းရပ်တန့်သွားခြင်းမရှိပဲလီဝေ၏နားထဲတွင်နေ့စဉ်နှင့်အမျှပဲ့တင်ထက်နေကသူတို့နှစ်ဦး၏အလွဲချော်ခီးစဉ်မှာအဆုံးမရှိဆက်လက်တည်ရှိနေခဲ့တော်သည်လီဝေသည်တခါတရံတွင်ထိုအုတ်ခဲကိုကြည့်ရင်မိမိကိုယ်ပြန်မေးမိသည်ငါကတကယ်ကဘာကြီးကိုကယ်တင်ခဲ့တာလားဒါမှမဟုတ်ဒီစနစ်ကငါ့ကိုနောက်ပြောင်နေတာလားဆိုသည်ကိုပင်မိတို့ပင်ဖြစ်စေအုတ်ခဲတစ်လုံး၏အစွမ်းမှာနတ်ဖျားလောက၌ဒဏ္ဍာရီတစ်ခုအဖြစ်ထာဝရကြံရစ်နေခဲ့ပြီဖြစ်သည်အုတ်ခဲသည်လည်းလီဝေ၏လက်ထဲတွင်အေးချမ်းစွာအနားယူနေတတ်ခဲ့သို့ရှိတော်လဲမိသည့်အချိန်တွင်မိသူဦးခေါင်းပေါ်သို့ထပ်မံကြားရောက်မိကိုမူမိသူများမသိနိုင်ခဲ့ပေကောင်းသားတစ်များမှာလီဝေကိုအားကြကအုတ်ခဲများကိုကိုင်ဆောင်လျက်ကြင်ကြံရန်စ조사ကြတော်လဲမိသူများလီဝေကဲ့သို့အောင်မြင်မှုမရရှိကြချေအဘဲကြောင့်ဆိုသောသူတို့တွင်လီဝေကဲ့သို့သောထူးဆန်းသည့်စနစ်နှင့်လီဝေ၏မထုံတက်တင်မျက်နှာပေးမျိုးမရှိသောကြောင့်ပင်ဖြစ်သည်လီဝေမှာမူတိမ်တိုက်များကြားတွင်လဲလျောင်းရင်သူ၏အုတ်ခဲကိုကောင်းကင်သို့များဟောက်ကလောကကြီးမှာတကယ်ကိုရဲစရာကောင်းလာပါလားဟုတွေးတော်ရင်ပြုံးလိုက်မိလေတော့သည်